အခုဒုတိယပိုင်းပြန်စမယ်နော်တကိုယ်လုံးရှိယုတ်ကလစုကိုအထသာလိနီအထကရာ353ဝိသုဒ္ဓိမအထကရာ223 224ခွဲခြားပြပုံပြီးတော့ဘုန်းကြီးတို့လူခန္ဓာကိုယ်တကိုယ်လုံးမှာနော်ဘာကလစီတွေရှိတယ်ဆိုတာအထသာလိနီအထကရာမှာလည်းပြောပြတယ်နောက်ဒီဝိသုဒ္ဓိမအထကရာမှာလည်းပြောပြတယ်ဆိုတော့ဒီဇေယျကွက်လေးကိုပြောပြီးလို့ရှိရင်တော့တခြားနားလည်လွယ်လောက်တဲ့အကြောင်းအရာတစ်ခုကိုဘုန်းကြီးပြောပါမယ်ဘာလို့လဲဆိုတော့အခုဒီအကြောင်းအရာတွေကတမင်တကာပြောမှသိရတာပေါ့လေများသောအားဖြင့်ကတော့လူတိုင်းနားမထောင်နိုင်ဘူးနားမထောင်ခြင်းဘူးဘာလို့ဆိုတော့ခက်တယ်လို့ပြောတာဒီတော့အခုဘုန်းကြီးတို့ကတော့သင်တန်းဆိုတဲ့အတွက်ကြောင့်မလို့ခက်ရင်လည်းပြောရမှာပဲမခက်ဘူးဆိုရင်လည်းပြောရမှာပဲဒီတော့လူတစ်ယောက်မှာလူခန္ဓာကိုယ်ကိုဟိဋ္ဌိမကာယလို့တပိုင်းပိုင်းလိုက်တယ်မေဇိမကာယလို့တပိုင်းပိုင်းလိုက်တယ်နောက်ဥပရိမကာယလို့တပိုင်းပိုင်းလိုက်တယ်ဟိဋ္ဌိမကာယဆိုတာဒီချက်ကနေပြီးတော့ဟိုခြေပြားအထိအဲ့ဒါဟိဋ္ဌိမကာယလို့ခေါ်တယ်နောက်မေဇိမကာယမေဇိမကာယလို့ဖတ်တယ်နော်များသောအားဖြင့်မြန်မာပြည်ကလူတွေကမြစ်စီမအဲ့ဒီလိုဖတ်တယ်မရရဲ့စသက်ပေါ့လေအဲ့လိုမြစ်စီမလို့ဖတ်တယ်နော်ဘုန်းကြီးကျောင်းအတန်တော့ကတော့မြစ်စီမမဟုတ်ဘူးမေဇိမကိုဇာခွဲတတ်တယ်ပြီးတော့ဇာမြင်ဆွဲလုံးကြီးတင်လိုက်တယ်ဇိမေဇိအဲ့လိုဖတ်တာဒါကြောင့်လို့မြစ်စီလို့ဖတ်လို့ရှိရင်အဲ့ဒါအယတဖတ်တာမေဇီလို့ဖတ်လို့ရှိရင်အဲ့ဒါဘုန်းကြီးကျောင်းကဖတ်တာနော်ဘုန်းကြီးကျောင်းကဖတ်တယ်ဆိုတော့ဒါအမှန်ပေါ့လေအိန္ဒိယတို့ဘာလို့ဆိုရင်လည်းဘုန်းကြီးတွေကပြောလို့ရှိရင်မေဇိမဒေတာလို့ပြောတာတာမန်အယက်သူအယက်သားတွေကပြောလို့ရှိရင်မြစ်စီမဒေတာလို့ပြောတာဒီတော့မြတ်စွာဘုရားရဲ့ဝါဒဆိုလို့ရှိရင်လေမေဇိမပฏิပဒါအခုမြင်နေရတဲ့စလုံးပေါင်းပဲမေဇိမပฏิပဒါအဲ့ဒါတချို့အယက်သူအယက်သားတွေကဖတ်တဲ့အခါကျတော့မေဇိမပฏิပဒါမှားသွားပြီနော်ဒါကြောင့်မလို့ဒီသင်တန်းမှာကစာကိုလည်းသင်တယ်နောက်ပါဠိကိုလည်းသင်တယ်ပေါ့လေဒီတော့မေဇိမကာယဆိုတာချက်ကနေပြီးတော့လဲမျိုးအထိလဲမျိုးဆိုတော့ဒီယောက်ျားလေးတွေရဲ့လဲပင်မှာ
မြင်နေရတဲ့ဇလုတ်ပေါ့လေအဲ့ဒီဇလုတ်ထီပေါ့အဲ့ဒါမစ္စည်းမကာယလို့ခေါ်တယ်နောက်ဥပရိမကာယဆိုတာအဲ့ဒီဇလုတ်ကနေပြီးတော့ပူကောင်အဆုံးထိပေါ့အဲ့ဒါဥပရိမကာယလို့ခေါ်တယ်ဒီတော့ဘုန်းကြီးတို့ရဲ့ခန္ဓာကိုယ်မှာခန္ဓာကိုယ်အောက်ပိုင်းပေါ့ချက်ရဲ့အောက်ပိုင်းမှာဘာကလစီတွေရှိတယ်လဲကြည့်လိုက်ပေါ့နော်ဒါဘုန်းကြီးအထာတာလိနေအထာကရာလေးဘုန်းကြီးဖတ်ပြရင်လည်းရှင်းပြမယ်ဣမတမိန်တရီရီဟိတိမကာယောမစ္စည်းမကာယောဥပရိမကာယောတိတယောကုဋ္ဌာတာဒီခန္ဓာကိုယ်မှာဟိတိမကာယမစ္စည်းမကာယဥပရိမကာယလို့အပိုင်း၃ပိုင်းရှိပါတယ်တတမိန်ကာယဓတ္တကံဘာဝဓတ္တကံဟာရသမုဋ္ဌာနာနိအဋ္ဌဥတုသမုဋ္ဌာနာနိအဋ္ဌစိတ်တသမုဋ္ဌာနာနိအဋ္ဌာတိစတုစတ္တာလီဒရူပါနိယောက်ျားလေးခန္ဓာကိုယ်မိန်းကလေးခန္ဓာကိုယ်ဟိဋ္ဌိမကာယအောက်ပိုင်းမှာချက်ကနေအောက်ပိုင်းမှာကာယဓတ္တက10ခုဘာဝဓတ္တက10ခုအဲ့တော့10ခု10ကို2နဲ့မြောက်လိုက်တော့20ဖြစ်သွားတယ်နောက်စိတ်ကြောင့်ဖြစ်တဲ့ကလစီသုဒ္ဓတကပဲဖြစ်မှာပေါ့လေနောက်ဥရုကြောင့်ဖြစ်တဲ့ကလစီတစ်ခုအာဟာရကြောင့်ဖြစ်တဲ့ကလစီကတစ်ခုဒီတော့အဝိနိဘောဂယုတ်8ခုကိုအဲဒီ8ခုက3လီပေါ့8 3လီဆိုတော့24အဲဒီတော့24နဲ့20နဲ့ပေါင်းလိုက်တော့44ဒီတော့ဘုန်းကြီးတို့ရဲ့ခန္ဓာကိုယ်ဟိဋ္ဌိမကာယချက်ကနေပြီးတော့အောက်ပိုင်းမှာနော်ရုပ်ပေါင်း44ခုဖြစ်ပါတယ်ကလစီအနေနဲ့ပြောလို့ရှိရင်ကာယဓတ္တကကလစီဘာဝဓတ္တကကလစီဒီကလစီနှစ်ခုကဒီကမ္မဇကလ6စီးထဲမှာပါတဲ့ကလစီနောက်စိတ်တဇကလစီက8ခုဥဒုဇကလစီက8ခုအာဟာရဇကလစီက8ခုဒီ8ခုဆိုတာကများသောအားဖြင့်အဝိနိဘောဂယုတ်8ခုကိုပဲပြောတာကလစီနာမည်အနေနဲ့ပြောရင်သုဒ္ဓတကကလစီဆိုတော့အဲ့ဒါ8 3လီဆိုတော့24ဖြစ်သွားတာဒါကြောင့်မလို့ဘုန်းကြီးတို့ရဲ့ခန္ဓာကိုယ်မှာခန္ဓာကိုယ်အောက်ပိုင်းမှာရုပ်ပေါင်း44ခုဖြစ်ပါတယ်တထနာဘိတောပဋ္ဌာယဟိထာဟိဋ္ဌိမကာယောတတမိန်ကာယဓတ္တကံဘာဝဓတ္တကံအာဟာရသမုဋ္ဌာနာနိအဋ္ဌဥတုသမုဋ္ဌာနာနိအဋ္ဌစိတ်တသမုဋ္ဌာနာနိအဋ္ဌာတိစတုစတ္တာလီဒရူပါနိရုပ်ပေါင်း44ခုဒီချက်ကနေပြီးတော့ဟိုခြေပြားမှာဖြစ်တယ်မစ္စည်းမကာယချက်ကနေပြီးတော့လယ်မျိုးအထိအရက်စကားနဲ့ပြောရင်တော့ဇလုတ်အထိပေါ့လေအဲ့ဒါကာယဓတ္တက10ခုဘာဝဓတ္တက10ခုဝတ္ထုဓတ္တကဝတ္ထုဆိုတော့ဟရိယဝတ္ထုပါတာပေါ့လေနော်အဲ့တော့ပေါင်းတော့10ခု3လီ10 3လီ30နောက်စေရိဇကလစီ8ခုဥဒုဇကလစီ8ခုအာဟာရဇကလစီက8ခုဆိုတော့8 3လီ24ဒီတော့24နဲ့30နဲ့ပေါင်းလိုက်တော့54ခုအဲ့ဒါကိုနာဘိတောဥဒ္ဒံချက်မှနေပြီးတော့အထက်ယာဝဂလဝါတက
လေမျိုးထိအောင်ဇလုတ်ထိအောင်မစ္စည်းမကာယောနာမမစ္စည်းမကာယမည်တထာသထိုမစ္စည်းမကာယမှာကာယတတကံဘာဝတတကံဝုထုတတကံကာယတတက10ခုဘာဝတတက10ခုဝုထုတတက10ခုအာဟာရသမုဋ္ဌာနာဒီနိတီနိအဋ္ဌကာနိစေတဇကလစီဥဒုဇကလစီအာရဇကလစီ3ခု8ခုစီပေါင်းလိုက်လို့ရှိရင်စတုပညာသရူပာနိ54ခုဖြစ်တယ်ဒါကြောင့်မလို့ဘုန်းကြီးတို့ရဲ့ခန္ဓာကိုယ်အလယ်ပိုင်းမှာရုပ်ပေါင်း54ခုရှိပါတယ်နောက်ဥပရိမကာယအတွက်ဂလဝါတကတော့ဥဒံဥပရိမကာယောနာမဂလဝါတကတော့လဲမျိုးမှဥဒံအထက်သည်ဥပရိမကာယောနာမဥပရိမကာယမည်ခန္ဓာကိုယ်အထက်ပိုင်းမည်ပြီးတော့ခန္ဓာကိုယ်အထက်ပိုင်းမှာစက္ခုဓာတကမျက်လုံးရှိတယ်သောတာဓာတကနာဥဆောင်တဲ့ရုပ်ပေါင်း10ခုဂါနဓာတကနှာခေါင်းဥဆောင်တဲ့ရုပ်10ခုဇိန်ဝါဓာတကရှာဥဆောင်တဲ့ရုပ်10ခုကာယဓာတကနော်ခန္ဓာကိုယ်ဥဆောင်တဲ့ရုပ်10ခုဘာဝဓာတကဒီအထီးအမရုပ်ဥဆောင်တဲ့ရုပ်ပေါင်း10ခုဆိုတော့ပေါင်းလိုက်တော့10ခု6လီ60ပြီးတော့စေတဇကလစီဥဒုဇကလစီအာဟာရဇကလစီ8ခုစီတော့8ခု8 3လီ24အဲ့တော့24နဲ့60နဲ့ပေါင်းတော့80တဲ့4အဲ့ဒါကဒီခန္ဓာကိုယ်အထက်ပိုင်းလဲမျိုးနဲ့အထက်ဒီဇလုတ်ရဲ့အထက်ဟိုမျက်နာဦးကောင်းအဲ့ဒီပိုင်းတွေမှာရုပ်ပေါင်း84ခုဖြစ်ပါတယ်တထထိုဥပရိမကာယ၌စက္ခုဓာတကံစက္ခုဓာတက၎င်းသောတာဓာတကံသောတာဓာတက၎င်းဂါနဓာတကံဂါနဓာတက၎င်းဇိန်ဝါဓာတကံဇိန်ဝါဓာတက၎င်းကာယဓာတကံကာယဓာတက၎င်းဘာဝဓာတကံဘာဝဓာတက၎င်းအာဟာရသမုဋ္ဌာနာဒီနိအာဟာရသမုဋ္ဌံယုတ်စတဲ့တီနိအဋ္ဌကာနိရှစ်ခု3လီတို့၎င်းဣတိဤသို့စတုရာတိတိရူပါနိ84ခုသောယုတ်တို့သည်ဟွန်တိဖြစ်ကုန်၏ဒီတော့ဒါဒီစောတုန်းကကလစီအကြောင်းတွေကိုသင်လိုက်တဲ့အခါမှာကိုယ်ခန္ဓာကိုယ်ကိုဘယ်လိုကလစီတွေဘယ်လိုခွဲရမလဲဆိုရင်အခုအတိုင်းခန္ဓာကိုယ်ကို3ပိုင်းပိုင်းလိုက်ပြီးတော့အဲ့ဒီလိုကလစီတွေကိုယ်ခန္ဓာကိုယ်မှာခွဲကြည့်တာပေါ့လေဆိုတော့အဲ့ဒါအတ္တသာလိနေအတ္တကရာရဲ့နီးဝိတ္တိမေအတ္တကရာရဲ့နီးဖြစ်ပါတယ်နော်ဒီတဲ့များသွားလို့ရှိရင်နားမလဲမှာဆိုလို့နားရှုပ်သွားမှာဆိုလို့ဒီကလစီတွေခွဲတဲ့အကြောင်းကတော့ဒီမှာတွေပဲရလိုက်ပါမယ်နော်ပိဋ္ဌာတွေအကြောင်းပိဋ္ဌာဆိုတော့အပယ်လေးပုံကနေစပြောရမယ်အပယ်လေးပုံဆိုတဲ့သဘောကပါဠိလိုကတော့အပါယပေါ့အဲ့ဒါအပါယဆိုတဲ့ပါဠိကိုမြန်မာလိုမြန်မာမှုပြုလိုက်တော့အပယ်ဆိုပြီးတော့ဖြစ်သွားတယ်ဘာဖြစ်လို့အပယ်လို့ခေါ်လဲဆိုရင်ကုသိုလ်ကောင်းမှုမရှိတဲ့နေရာကိုအပါယလို့ခေါ်တယ်အပါယကိုအပအာယလို့ခွဲတဲ့အတွက်ကြောင့်မလို့အာယဆိုတာကုသိုလ်ကောင်းမှုအပဆိုတာကင်းတာဒီ
ဒီတော့အပါယအပအာယကုသိုလ်ကောင်းမှုမရှိတဲ့နေရာကုသိုလ်မရှိတဲ့နေရာပေါ့လေအဲ့ဒါအပါယအပယ်ဟိုလူပြက်တွေရည်စရာပြောသလိုမဟုတ်ဘူးဘုန်းကြီးတွေရွာတွေကဆွမ်းစားပင်းတော့ကျောင်းမှာရှိတာကကျောင်းမှာရှိတာ12ပါးလို့ပြောတယ်ကျောင်းမှာရှိတာ12ပါးဆိုတော့ရွာတွေက9ပါးပင့်တာပေါ့လေဆိုတော့အဲ့ဒါပဲ၄ပါးကျောင်းမှာပဲနေခဲ့ရတယ်အဲ့နေခဲ့တဲ့ဘုန်းကြီး၄ပါးကိုအပယ်၄ပါးလို့ပြောတယ်ဆိုတော့အဲ့ဒါလူပြက်တွေကရည်စရာပြောကြတာနောက်ကတ်3ပါးဆိုတာလည်းရည်စရာပြောကြတယ်အဲ့ဒါနဲ့ကြံခဲ့တဲ့ရွာထဲကြွားမယ်ဘုန်းကြီးတွေကကြွသွားကြတော့အဲ့ဒီမှာရွာထိပ်ရောက်တော့ရွာတွေကခွေးတွေကဘုန်းကြီးတွေမြင်တော့ကြိုက်မလို့ဆွဲမလို့လို့တော့အဲ့ဒီမှာဘုန်းကြီးတွေကအဲ့ဒီမကြီးပင်ကိုပြေးကတ်တယ်တဲ့အဲ့ဒီမကြီးပင်ကိုပြေးကတ်တဲ့ဘုန်းကြီးက3ပါးတဲ့အဲ့ဒါကြောင့်မလို့ကတ်3ပါးတဲ့အဲ့လိုရည်စရာပြောကြတာဆိုတော့အဲ့ဒါရည်စရာလို့ပဲထားပေါ့လေအခုဘုန်းကြီးပြောနေတာကတော့အတီးပေါ့အပယ်၄ပါးအပယ်လို့ဘာလို့ခေါ်တယ်လဲဆိုရင်ကုသိုလ်မရှိတဲ့နေရာကောင်းမှုမရှိတဲ့နေရာအဲ့ဒါအပယ်လို့ခေါ်တယ်အဲ့တော့အပယ်က၄ပုံငရဲမြန်မာလူကတော့ငရဲလို့ခေါ်တယ်သူပါဠိအသုံးအနှုန်းကတော့နိရယလို့ခေါ်တယ်နိရယနိအယနိဆိုတာကနိုးပဲကိုနိဗ္ဗာန်မှာပါတဲ့နိကလည်းပဲနိုးပဲတော့မရှိဘူးနိဗ္ဗာန်မှာပါတဲ့နိကနိုးဝါနဆိုတာတဏှာနိဗ္ဗာန်နိဗ္ဗာန်ဆိုတာတဏှာမရှိတာကိုနိဗ္ဗာန်လို့ခေါ်တယ်ဒါနိဗ္ဗာန်ကနေနိဝါဏသူခွဲလိုက်တာအခုငရဲဆိုတာကိုပါဠိလိုခေါ်တော့နိရယနိအယနိဆိုတာကမရှိဘူးအယဆိုတာချမ်းသာမရှိတာကိုငရဲလို့ပြောတယ်ငရဲကျသွားပြီဆိုရင်တော့အေးစီစီစားမယ်တောက်မယ် TV ကြည့်မယ်သချင်းဆိုမယ်ခရီးသွားမယ်ဘာမှလုပ်လို့မရဘူးပါတီသွားမယ်သချင်းနားတော်မယ်ဘာလုပ်လို့မရဘူးဒါကြောင့်မလို့နိရယချမ်းသာဒုက္ခကိုကာယဒုက္ခစိတ်ဓာတ်ဒုက္ခတခုမှမရှိဘူးဒါကြောင့်မလို့ငရဲဆိုတာ no happiness ပျော်စရာရွှင်စရာတခုမှမရှိတဲ့နေရာအဲ့ဒါငရဲပဲဆိုတော့နိရယဆိုတဲ့စကားလုံးကနေပြီးတော့မြန်မာတွေကနိရဲအဲ့ဒီနိရဲကနေပြီးတော့ငရဲဆိုပြီးတော့ဖြစ်လာတာပြီးတော့မြန်မာတွေကအသုံးနှုန်းကသုံးကြတယ်ခလေးလေးတွေတကူအဲ့လိုရမ်းဆိုင်တကူလုံးမိတယ်ဆိုရင်မင်းဒီလိုမလုပ်အောင်နော်ငရဲကြီးတယ်ငရဲကြီးတယ်လို့ပြောတာမှားတယ်ငါးများနေတဲ့ကလေးတယောက်ဒီငါးမများနဲ့အကုသို့ကြီးတယ်သို့မဟုတ်အပြစ်ကြီးတယ်လူကြီးသူမတွေကိုမယုံမသေးလုံမိတယ်ဆိုလို့ရှိရင်လေမင်းငရဲကြီးနေပြီအဲ့လိုမဟုတ်ဘူးမင်းအပြစ်ကြီးနေပြီပြောအပြစ်ကြီးတော့ဘာဖြစ်လဲဆိုရင်အပြစ်ကြီးတော့ငရဲရောက်မယ်လို့ပြောရမှာနော်ဒီတော့ငရဲဆိုတာဘာလဲဆိုရင် no happiness ချမ်းသာဒုက္ခမရှိတဲ့နေရာငရဲပြီးတော့တရိစ္ဆာန်တိရိစ္ဆာနမိုးကောင်းကင်ကိုကြောပြီးတော့သွားနေတဲ့အစာမျိုးတွေပေါ့လေဒါကြောင့်မလို့
နွားပဲကြည့်ကြည့်ကြောင်ပဲကြည့်ကြည့်ခွေးပဲကြည့်ကြည့်ငှက်ပဲကြည့်ကြည့်မိုးကောင်းကင်ကိုကြောပေးထားတာဘုန်းကြီးတို့လူသားတွေကတော့မိုးကောင်းကင်ကိုခေါင်းပေးထားတာပေါ့လေဒါကြောင့်မလို့ဒီမှာတိရာအစ္ဆာနာတိရာဆိုတာဖီလာဝါအလျားလိုက်အစ္ဆာနာသွားသည်လူနဲ့တို့ကဲ့သို့မက်မက်မသွားအလျားလိုက်သွားသောအလျားရှည်သောအခြေ 4 ချောင်းသားကောင်အပေါင်းအခြေ 2 ချောင်းငှက်အပေါင်းအခြေမရှိသောရည်နီကုန်းနီသရဝါတွေကိုတရိษံဟုခေါ်သည်တရိษံလို့ဘာလို့ခေါ်လဲဆိုရင်တော့ဒီအလျားလိုက်သွားတဲ့အတွက်ကြောင့်မလို့တရိษံလို့ခေါ်တယ်အဲ့လိုပြောရမယ်ပေါ့အဲ့နဲ့ဟိုမှာဘုန်းကြီးတို့လူတွေကခွေးလို့ပြောရင်မကြိုက်ဘူးတချို့ခွေးချစ်တတ်တဲ့သူတွေဆိုရင်သူတို့ခွေးလေးကိုခွေးလို့ပြောရင်မကြိုက်ဘူးနော်သားလေးမိလေးလို့ပြောရတယ်ဘုန်းကြီးကအဲ့ဒီခွေးရှိတဲ့ဒကာဒကမတွေနဲ့ခင်တဲ့အခါကျတော့သူတို့ရဲ့ခံစားမှုတွေကိုသိတယ်ဒါကြောင့်မလို့ခွေးလေးတွေကိုခေါ်ရင်တော့မှသူ့နာမည်ဘယ်လိုခေါ်လဲအရင်မေးရတယ်ဆိုတော့ဒီသင်တန်းမှာလဲအဲ့ဒါခွေးရှိတဲ့လူတွေနဲ့အဆင်ပြေခြင်းတော့အဲ့ဒါခွေးလို့သွားမှပြောနဲ့သူ့နာမည်မိတ်ဆွေရဲ့ခွေးမိတ်ဆွေရဲ့ခလေးလေးဒီလိုပြောရမယ်မိတ်ဆွေရဲ့ခလေးလေးနာမည်ကဘယ်လိုခေါ်ပါတယ်လဲအရင်မေးခွေးလို့မသုံးနဲ့ဒါပေမဲ့ခွေးလို့ပြောတာလူတွေကရိုင်းတယ်လို့ထင်တာအမှန်တော့မရိုင်းဘူးဟိုမြန်မာဝါဟာရတွေကိုစီးစေးတဲ့ကျမ်းတွေထဲမှာဆိုရင်ခွေးလို့ဘာလို့ခေါ်လဲဆိုရင်အိတ်တဲ့အခါမှာတဲ့ခွေကလေးအိတ်တဲ့အတွက်ကြောင့်မလို့ခွေလို့ခေါ်တာနောက်တော့မှဝိဆန်နှလုံးပေါက်ပါလာပြီးတော့ခွေးဆိုပြီးတော့ဖြစ်သွားတာဒါကြောင့်မလို့ခွေးလေးအိတ်တဲ့တော့ဟိုလူတွေသတိထားပါလေခွေးလေးအိတ်တယ်ဆိုရင်ခွေးကနေပြီးတော့ခွေးကနေပြီးတော့ခွေးဖြစ်သွားတယ်အဲ့တော့ထားတော့ဗောလေတရိษံအလျားလိုက်သွားတဲ့အတွက်ကြောင့်မလို့တရိษံလို့ခေါ်တယ်အဲ့တော့တရိษံကို animal လို့ဘာသာပြန်တယ်အဲ့တော့ animal လို့အင်္ဂလိပ်လိုပြောလိုက်လို့ရှိရင်ဘုန်းကြီးတို့မြန်မာပြည်ကလူတွေကတော်ထူးဆန်းသွားတယ်ဘာလို့ထူးဆန်းသွားလဲဆိုတော့ဘုန်းကြီးကိုယ်တိုင်လည်းအဲ့ဒီ Oxford ကထုတ်တဲ့ဒီကလေးတွေအတွက်ထုတ်တဲ့ဒီသိပ္ပံပညာတွေပေါ့လေသိပ္ပံပညာ dictionary လေးတူဖတ်ကြည့်တယ်အဲ့ဒီမှာ animal ဆိုတာကအကုန်လုံးကိုခေါ်တာတဲ့အခုလူတွေရောတက်ရှိတဲ့အကုန်လုံးကို animal လို့ခေါ်တာတဲ့လူလည်းပါတယ်မြန်မာပြည်ကလူတွေကလက်ခံကြမှာလက်ခံတယ်ဘုန်းကြီးလည်းသူတို့ဒီ animal ဆိုတဲ့အသုံးအနှုန်းကသူတို့ definition ပြောပြလို့ဒါငါတို့ကသူတို့စကားလုံးထဲမှာ animal ထဲမှာငါတို့လည်းပါတယ်ဆိုရင်လည်းငါတို့ကပဲညင်းလို့ရမလဲပါမှာပေါ့လို့အဲ့လိုသဘောထားတယ်ဒါကြောင့်မလို့တယောက်ကဒီအနောက်တိုင်းအယူအဆပေါ့လေသိပ္ပံအယူအဆနဲ့အရှင်ဘုရားလည်း animal ထဲမှာပါတယ်ဆိုရင်ဘုန်းကြီးကဒေါသမထွက်အောင်တော့ထိန်းထားတယ်ကျန်တဲ့ဘုန်းကြီးတွေတော့မသိဘူးပေါ့လေလူတွေလည်းမသိဘူးပေါ့ဒါကြောင့်မလို့ကလေးလေးတွေကအမေလည်း animal ပဲအဖေလည်း animal ပဲဖုံးလည်း animal ပဲလို့ပြောလို့ရှိရင်အဲ့ဒါဒီ Oxford ကထုတ်တဲ့ဒီ science dictionary ကိုဖတ်ပြီးတော့သူတို့ပြောတယ်လို့အဲ့ဒီလိုသဘောထားမှအဲ့ဒီကလေးလေးတွေနဲ့ဘုန်းကြီးတို့နဲ့အဆင်ပြေမယ်မဟုတ်လို့ရှိရင်မင်းတော်တော်ရိုင်းတဲ့ကလေးပဲဘာညာဖြစ်မယ်နော်ဆိုတော့ဟုတ်ပြီ
ဒီဗုဒ္ဓဘာသာဝါဟာရစကားလုံးတရိษံတွေထဲမှာတော့အလျားလိုက်သွားတဲ့အကောင်တွေပဲပါတယ်မိုးကောင်းကင်ကိုခေါင်းပေးပြီးတော့သွားတယ်ဘုန်းကြီးတို့လူသားတွေနတ်တွေမပါဘူးဒါပေမဲ့အနောက်တိုင်းကဖွင့်ဆိုတဲ့ animal ဆိုတဲ့စကားလုံးတွေထဲမှာတော့အလျားလိုက်သွားတဲ့တရားဝါတွေလည်းပါတယ်မိုးကောင်းကင်ကိုခေါင်းပေးပြီးတော့သွားတဲ့လူသားတွေလည်းပါတယ်နတ်တွေလည်းပါတယ်ပေါ့လေနော်ဆိုတော့အဲ့ဒါတရိษံပြီးသွားပြီပြီးတော့အခုပေတိပေတပေတဆိုတဲ့ဥစ္စာကအိမ်ဂျိုအိမ်ကြား၌အိမ်ဂျိုအိမ်ကြား၌တလိပ်ချွဲထမင်းလုံးဟင်းပေါက်ကောက်၍စားရတောက်ရမြစ်ချောင်းကမ်းနား၌သားငါးရှာ၍စားရတောကြီးတောင်ကြီးများ၌မီးလောင်နေပူစူပူတပ်ဖြတ်ခံရသောတစေနှင်းစားဘလူတရဲတပည့်အစိမ့်စသောအမျိုးမျိုးသောသရဝါရီကိုပိတ္တာဟုခေါ်သည်ဘုံလဲတီးကြမရှိပိတ္တာတို့နေရာအရက်ကိုပိတ္တာဘုံဟုခေါ်သည်အဲ့တော့ခုဒီအခြေပြုသင်္ကြန်ထဲမှာဘာဖြစ်လို့ငရဲလို့ခေါ်တယ်ဘာဖြစ်လို့တရိษံလို့ခေါ်တယ်အဲ့ဒါလေးတွေတော့ဆရာတော်ကြီးကရေးပြတယ်ပိတ္တာကြတော့ဘာဖြစ်လို့ပိတ္တာလို့ခေါ်တယ်ဆိုတာဝိဇ္ဇုမပေးဘူးဝိဇ္ဇုမပေးတော့အဲဒါကြောင့်မလို့ဘုန်းကြီးနည်းနည်းစဉ်းစားနေတာအဲ့တော့ပိတ္တာဆိုတဲ့ဥစ္စာကဒီလေဒီဆရာတော်ကြီးရဲ့ပရမတ္ထဒီပဏီထဲမှာပြောတာနော်ပရမတ္ထဒီပဏီထဲမှာပိတ္တာဆိုတာပိစ္ဆဣတာဂတာတိပေတာဒီလက်ရှိဘဝကနေပြီးတော့တခြားဘဝတစ်ခုကိုရောက်သွားတဲ့သူကိုပေတလို့ခေါ်ပါတယ်တဲ့နော်ပြီးတော့ဒီလူဘဝကနေပြီးတော့တခြားဘဝတစ်ခုကိုရောက်သွားတယ်ဆိုလို့ရှိရင်အဲ့ဒါသူကပါဠိကပေတပဲဒါကြောင့်မလို့ဒီဟိုဗုဒ္ဓဘာသာထုံးတမ်းစင်လာတွေထဲမှာကွယ်လွန်သွားတဲ့သူတွေအတွက်ဟိုဆုံးကတ်တယ်ဆိုလို့ရှိရင်ဒါပေတဗတ္တိကလို့ခေါ်တယ်နော်ဆိုတော့အဲ့ဒီကြလို့ရှိရင်သေပြီးတဲ့နောက်ဟိုမကောင်းတဲ့ဘုံဘဝကိုရောက်သွားတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးပိတ္တာလို့ခေါ်တယ်အဲ့လိုမျိုးသွားပြောတယ်လို့မယူဆလိုက်နဲ့ခုလက်ရှိဘဝကနေပြီးတော့ကွယ်လွန်သွားတယ်ဆိုရင်အဲ့ဒါကပေတပဲအခုအဲ့ဒါကိုလေဒီဆရာတော်ကြီးကပြောပြတာပိစ္ဆဣတာဂတာတိပေတာလက်ရှိဘဝကနေပြီးတော့တခြားဘဝတစ်ခုကိုရောက်သွားတယ်ဆိုရင်ပိတ္တာယေကေစီကာလင်္ကတာတချို့သောသူတွေကတော့သေကြပါတယ်အဲ့ဒီသေသွားတဲ့သူတွေကိုပေတလို့ခေါ်တယ်နော်တချို့သောသူတွေကြတော့ဣဒပါဏဒုက္ခသမုတ်သေယတော်ပိစ္ဆပကထံပဝဒံဒုရံကတာတိအထေနာယာဝတတောနမုဿန္တိနေဆံဒုက္ခပတ္တာပါဠိတွေများတော့ဖတ်တော့ရှုပ်သွားမှာဆိုတော့ဒီပေတဆိုတဲ့စကားလုံးကနှစ်မျိုးရှိတယ်အဓိပ္ပာယ်နှစ်မျိုးရှိတယ်တစ်မျိုးကသေသွားတဲ့သူတွေကိုပေတလို့ခေါ်တယ်နောက်အဓိပ္ပာယ်တစ်မျိုးကအမြဲတမ်း
ဆင်းရဲဒုက္ခရောက်နေတဲ့သူတွေကိုပေတလို့ခေါ်တယ်ဆိုတော့အဲ့ဒါလေးကိုလေဒီဆရာတော်ကြီးကရှင်းပြပါတယ်ဆိုတော့ဟုတ်ပြီအခုဒီနေရာမှာတည်သွားတဲ့သူတွေကိုပေတလို့ပြောတာမျိုးမဟုတ်ပါဘူးဒီဘောကနေတည်သွားပြီးတဲ့နောက်မှာဒီဟိုအမြဲတမ်းဒုက္ခရောက်နေတဲ့သရဝါတွေကိုပေတပိတ္တာလို့ခေါ်တယ်ဆိုတော့အဲ့ဒါပိတ္တာရဲ့အဓိပ္ပာယ်နောက်အတုရကေဆိုပြီးတော့တတ်တတ်ရှိသေးတယ်ဒီအတုရကေဆိုတာကပိတ္တာအကြီးစားပေါ့လေသမုဒ္ဒရာခင်္ကာမြစ်ကမ်းစသောအရတ်တို့၌နေတတ်၏ရေနား၌နေတော်လဲရေမတောက်ရရေထဲသို့ဆင်းသွားလျင်ရေတွေပျောက်၍သဲဘူးတွေသာတွေ့ရတတ်၏စားဖွယ်ရာတွေမှာတာ၍ဝေးသည်ဆိုတော့ဒါပယ်လေးပုံမှတ်သားဖို့ကတော့ငရဲပုံဒရိစ္ဆန်ပုံပိတ္တာပုံအတုရကေပုံအဲ့တော့တချို့ပါဠိတော်တွေကြားလို့ရှိရင်အပယ်၄ပုံလို့မပြောဘဲနဲ့အပယ်၃ပုံလို့လည်းပဲပြောတယ်နော်ငရဲပုံတရိစ္ဆန်ပုံပိတ္တာပုံဒီတော့အဲ့ဒီခါကြားလို့ရှိရင်ပိတ္တာနဲ့အတုရကေကိုတခုတည်းရောပလိုက်တယ်ဆိုလို့ရှိရင်အပယ်က၃ပုံဖြစ်သွားတယ်ဒါကြောင့်မလို့အပယ်၃ပုံပြောတယ်ဆိုလို့ရှိရင်လည်းမှန်ပါတယ်အပယ်၄ပုံဆိုလို့ရှိရင်လည်းပဲမှန်ပါတယ်ပြီးတော့ဟုတ်ပြီအခုမဟာတုတ္တကာရီမဂဒေဝလင်္ကာတိကျမ်းပိုက်451 452ပြပိတ္တာအမျိုးအစားပြပိတ္တာအမျိုးအစား12မျိုးစရင်ဒီမှာအကုန်လုံးကိုပြောလိုတာကတော့ဒီပိတ္တာဆိုတဲ့ဥစ္စာကသာသနာဝင်ကျမ်းနေတဲ့မှာပြောတဲ့ပိတ္တာကနည်းနည်းပဲရှိတယ်အခုဒီမဂ္ဂရိဝလင်္ကာတိမှာပြောတဲ့ပိတ္တာကသူကဒီလောကီကျမ်းတွေကယူပြီးတော့ပြောတာပေါ့လေဒီလောကီကျမ်းတွေထဲမှာသဂတိဒီပနီတို့နောက်လောကပညာတိကျမ်းတို့အဲ့ဒီထဲမှာတဲ့ဒီပိတ္တာအမျိုးအစား12မျိုးကိုပြောပါတယ်တဲ့နော်ဒီသာသနာဝင်ကျမ်းတွေထဲမှာတော့ပိတ္တာအမျိုးအစား4မျိုးလောက်ပြောကြတယ်အဲ့ဒါကပရဒတ္တုပဇီဝိတပိတ္တာသူတစ်ပါးတို့ပေးမှကံမှစားတော့ရသောပိတ္တာမျိုးဆိုတော့ပရဒတ္တုပဇီဝိတဆိုတဲ့အဓိပ္ပာယ်ကသူတစ်ပါးကိုမှီ၍အသက်မွေးဝမ်းကြောင်းခြင်းရှိနောက်နံပါတ်1ခုတ်ပိပါတိကပိတ္တာမစားမတော့ရပဲငတ်ပြတ်နှိပ်စက်ခံရသောပိတ္တာအစားကိုမြင်တယ်စားလို့မရဘူးတောက်စရာတွေမြင်တယ်တောက်လို့မရဘူးအဲဒီစားစရာတောက်စရာတွေကိုမြင်ရတာနဲ့တွေ့ရတာနဲ့အဲ့ဒါငတ်ခံနေရတယ်အဲ့ဒါခုတ်ပိပါတိကပိတ္တာလို့ခေါ်တယ်နောက်နံပါတ်3နေစာမတဏိကပိတ္တာတကိုယ်လုံးပူလောင်ခြင်းကိုအမျက်ခံစားနေရသောပိတ္တာနောက်နံပါတ်4ကာလကင်စည်းကပိတ္တာအတုရကေလို့ခေါ်တဲ့ပိတ္တာမျိုးတွေပေါ့လေဆိုတော့ဒါကြောင့်လို့ဘုန်းကြီးတို့ဒီသာသနာဝင်ထဲမှာသာသနာဝင်ကျမ်းတွေထဲမှာပြောပြတဲ့ပိတ္တာတွေထဲမှာတဲ့ဘယ်ပိတ္တာကအမျှတန်းဝေတာကိုရလဲဆိုရင်ဒီပရဒတ္တုပဇီဝိတပိတ္တာလို့ခေါ်တဲ့ပိတ္တာဖြစ်နေတယ်ဆိုလို့ရှိရင်အဲ့ဒီပိတ္တာကိုအမျှတန်းဝေလို့ရှိရင်သူ့အတွက်ကုသိုလ်ကောင်းမှုပြုပြီးတော့အမျှတန်းဝေတယ်ဆိုလို့ရှိရင်ကျွတ်နိုင်တယ်ပေါ့လေနော်နောက်ကျန်တဲ့ဒီမစားမတော့ရပဲနဲ့ငတ်ပြတ်တဲ့ပိတ္တာတို့တကူလုံးအမြဲတမ်းပူလောင်နေတဲ့ပိတ္တာတို့နောက်အတုရကေတို့သူတို့ကြားလို့ရှိရင်အမျှတန်းပေးလဲမကျွတ်နိုင်ဘူးလို့ပြောတယ်နော်ဒီတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့ကွယ်လွန်တဲ့သူတွေအတွက်ရည်စူးကုသိုလ်လုပ်ကြတယ်ရည်စူးကုသိုလ်လုပ်ကြတဲ့အခါမှာအမျှဝေတာကအမျှဝေတာက2မျိုးရှိတယ်နံပါတ်1
သီးခြားရည်စူးပြီးတော့အမျှဝေတယ်အဲ့ဒါလေဒီဆရာတော်ကြီးကတော့ဩဒိတိကာပတ္တိဒါနာလို့ခေါ်တယ်သီးခြားရည်စူးပြီးတော့အမျှတန်းဝေတယ်ဆိုတာဥမာဆိုကြပါစို့ဆုံးသွားတဲ့သူကဥက္ကကြီးအဲ့တော့အမျှတန်းဝေတဲ့အခါမှာဥက္ကကြီးဒီနေ့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုတွေကိုအမျှဝေပါတယ်တာဓုခေါ်ပါအဲ့လိုကွယ်လွန်တဲ့သူကိုနာမည်တက်ပြီးတော့အမျှဝေတယ်ဆိုလို့ရှိရင်အဲ့ဒါသီးခြားရည်စူးပြီးတော့အမျှဝေတယ်လို့ခေါ်တယ်နော်ပါဠိလိုကဩဋ္ဌိတိကပတ္တိဒါနာလို့ခေါ်တယ်အဲ့လိုမဟုတ်ပဲနဲ့ဟိုဘုန်းကြီးကရေစက်ချပြီးတော့အမျှယူတော်မူကြပါကုန်လို့အဲ့လိုအမျှဝေလိုက်တယ်ဆိုရင်ဘသူရဲ့ဘဲဝါရဲ့မပါဘူးလေဘသူရဲ့ဘဲဝါရဲ့မပါဘဲနဲ့ဘုန်းကြီးကတာဓုကိုယ်စိတ်နှပြဘေးရန်ကွာ၍ကျမ်းမာကြပါစေတည်းချမ်းသာကြပါစေတည်းပြီးတဲ့နောက်ရေစက်ချတဲ့အလှရှင်ကိုပြောလိုက်တယ်အေးတကားအမျှဝေလိုက်ဆိုတော့တကားကလည်းအမျှယူတော်မူကြပါကုန်လို့အဲ့လိုဆိုတယ်ဥက္ကကြီးနဲ့တကွာအားလုံးအမျှယူတော်မူကြပါကုန်လို့အဲ့လိုမပြောဘူးဆိုလို့ရှိရင်အဲ့ဒါအများအတွက်ရောနှောပြီးတော့အမျှဝေတယ်လို့ခေါ်တယ်ပါဠိလိုကတော့အနုဒ္ဓိတိကာပတ္တိဒါနာလို့ခေါ်တယ်နော်ဒီတော့တာမန်ရိုးပြောမယ်ဆိုလို့ရှိရင်တော့ကွယ်လွန်တဲ့သူတွေအတွက်အမျှဝေတဲ့အခါမှာနာမည်တက်ပြီးတော့အမျှအတန်းပေးတဲ့နည်းရှိတယ်နာမည်မတက်ဘဲနဲ့ဒီအတိုင်းတာမန်ပဲအမျှယူတော်မူကြပါကုန်လို့ဆိုပြီးတော့အမျှဝေတာရှိတယ်ပြီးတော့အဲ့ဒါလေဒီဆရာတော်ကြီးကပြောတယ်တန်ညိဩဒိတကံကတ္တဝါဒေဝတာနံဝါပရဒတ္တုပဇီဝိပေတာနံဝါဝေမာနိကပေတာနံဝါဝိနိပါတိကသူရနံဝါဒိဏအနုမောရိတင်္စတေတံတင်ခဏေဧဝဒိဋ္ဌဓမ္မဝေဒနိယံဇာတံဒီတော့တယောက်ကွယ်လွန်သွားတယ်ဥက္ကကြီးပဲဆိုကြပါစို့ဥက္ကကြီးကအခုပရဒတ္တုပဇီဝိတာပိဋ္ဌာလို့ခေါ်တဲ့ပိဋ္ဌာမျိုးစားဖြစ်ရင်လည်းဖြစ်မယ်ပြီးတော့ဝေမာနိကပိဋ္ဌာလို့ခေါ်တဲ့ပိဋ္ဌာမျိုးစားဖြစ်ရင်လည်းဖြစ်မယ်နောက်ဝိနိပါတိကသူရာလို့ခေါ်တဲ့ပိဋ္ဌာအကြီးစားဖြစ်ရင်လည်းဖြစ်မယ်ပေါ့လေအဲ့တော့အဲ့လိုဖြစ်နေလို့ရှိရင်သူ့နာမည်ကိုဥက္ကကြီးဆိုရင်ဥက္ကကြီးကိုအမျှပေးဝေပါတယ်လို့ဆိုလိုက်တာ ਨੇ အဲ့ဒီပိဋ္ဌာဖြစ်နေတဲ့သူကလည်းပဲတာဓုခေါ်နိုင်တယ်ဆိုလို့ရှိရင်အဲ့ဒါဒိဋ္ဌဓမ္မလက်ငင်းအကျိုးခံစားရပါတယ်တဲ့အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့အမျှယူတော်မူကြပါဘူးလို့ဆိုရင်တော့အခုအဲ့ဒီပြောခဲ့တဲ့3ယောက်ကပေးလိုက်တဲ့အမျှတန်းကိုမရနိုင်ဘူးပေါ့လေအဲကြောင့်လို့ဘုန်းကြီးတို့ဒီကွယ်လွန်တဲ့သူတွေရဲ့အတွက်ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုလို့ရှိရင်နာမည်တက်ပြီးတော့အမျှတန်းပေးတဲ့အလိအထားကိုဘုန်းကြီးတို့စ조사ရလိမ့်မယ်ပြီးတော့နောက်တစ်ခါဘုန်းကြီးဥမာဆိုကြပါစို့ဘုန်းကြီးတို့ဘုရားရှိခိုးတယ်ဆိုလို့ရှိရင်ဘုရားရှိခိုးပြီးတော့အမျှဝေတယ်အားလုံးကြားသမျှအမျှယူတော်မူကြပါဦးလို့တယောက်ပဲရှိတော့သာဓုခေါ်တယ်တော့သာဓုခေါ်တယ်သူများကိုအမျှဝေပြီးတော့ကိုယ်ပဲသာဓုခေါ်တယ်ဆိုတော့ဒါသဘာဝမကျဘူးပေါ့လေဆိုတော့အဲ့ဒီအခါမှာနှလုံးသွင်းရမှာကကိုအမျှဝေလိုက်တာကိုကသာဓုခေါ်တာမဖြစ်စီရဘူးစောတုန်းကအမျှယူတော်မူကြပါကုန်လို့ဆိုတာကိုလှုပ်လိုက်တဲ့ကုသိုလ်ကိုသူများကိုပေးတာထိုနည်းတူစွာပဲသူများတွေကလည်းပဲဒီလိုပဲကိုလှုပ်လိုက်တဲ့ကုသိုလ်ကိုအမျှတန်းပေးတာရှိလိမ့်မယ်
ဆိုတော့သူများလှုပ်လိုက်တဲ့ကုသိုလ်ကောင်းမှုတွေကိုအမြတ်တမ်းဝေတာကိုရည်မှန်းပြီးတော့ကိုကတာဓုအဲ့လိုခေါ်ရမယ်အဲ့လိုစိတ်ထားရမယ်လို့လည်းပဲတချို့ဆရာတော်ကြီးတွေကပြောကြတယ်ပေါ့လေနော်ဆိုတော့ဒါပိဋကနဲ့ပတ်သက်ပြီးတော့သာသနာဝင်ကျမ်းတွေမှာရှိတာကိုပြောပြီးသွားပြီဆိုတော့အခုဒီမဂ္ဂဒီဝလင်္ကာသစ်မှာဟောပြထားတဲ့ပိဋကတွေအကြောင်းကိုပြောကြစို့နံပါတ်1ဝန္တာတပိဋကတတွေးနှက်ချွဲအံဘတ်စားသောပိဋကညစ်ဆိုးယူမှာပိဋကမိစ္ဆာအားဖြင့်ညစ်ဆိုးယူမှာမိစ္ဆာအားဖြင့်သုံးပါးမြတ်စွာယရနာ၌သတ္တာမရှိဒိဋ္ဌိအန္တမိုက်မောဟကြောင့်ဓမ္မကျင့်မွန်သီလဝံမြည်မှန်းယဟန်ပုံနာသူမြတ်များအားတရားချွတ်ယွင်းပြစ်မှားခြင်းဖြင့်စာကျွင်းတောက်ဖက်ယုံပွဲဘတ်နှင့်မမြတ်မလေးနှက်တွေးကိုပေးတတ်သူထိုသည့်သူတို့ဆိုးစွာရုပ်ဝါရေစာမဝမုံငလလျက်တောင်းတမပြတ်သူအံဘတ်ကိုညစ်ပတ်ရုပ်မှာစားရစွာသာတင်ညာမီယဝန်တာသာဟုပေတတမျိုးဒီသူများတွေထွေးထုတ်လိုက်တဲ့တတွေးတွေသူများတွေညှစ်ထုတ်လိုက်တဲ့နှက်တွေချွဲတွေအံထုတ်လိုက်တဲ့အံဘတ်တွေကိုအဲ့လိုကောက်စားရတဲ့ပိဋကအမျိုးအစားကိုဝန်တာသာပိဋကလို့ခေါ်တယ်။ဘာဖြစ်လို့အဲ့လိုအညစ်အကြေးတွေကိုသူများအညစ်အကြေးတွေကိုကောက်စားတောင်းနေရတာလဲဆိုရင်ဒီအယူဝါဒမှားတယ်အယူဝါဒမှားပြီးတော့တခါတည်းဖះပေါ်လည်းမယုံသေးဘူးတရားပေါ်လည်းမယုံသေးဘူးသံဃာပေါ်လည်းမယုံသေးဘူးပြီးတော့တခါသီလရှိတဲ့ယဟန်ပုဂ္ဂိုလ်တွေနော်သူတော်ကောင်းတွေကိုကိုကမတရားသဖြင့်အနိုင်ကျင့်တယ်နော်ယဟန်ပုံနာတွေကမှားလို့ကိုကအရေးယူရတာမျိုးမဟုတ်ဘူးအဲ့လိုသီလရှိတဲ့ယဟန်ပုဂ္ဂိုလ်သူတော်စင်တွေကိုမတရားသဖြင့်အနိုင်ယူတယ်တရားချုပ်ယွင်းပြစ်မှားခြင်းအဲ့တော့ဖရာတရားသံဃာအပေါ်မှာမယိုသေးဘူးပြီးတဲ့နောက်မှာသီလရှိတဲ့ယဟန်ပုဂ္ဂိုလ်သူတော်စင်ပုဂ္ဂိုလ်တွေကိုမတရားသဖြင့်အနိုင်ကျင့်တယ်အဲ့လိုပုဂ္ဂိုလ်တွေကလည်းပဲသိတဲ့အခါမှာဒီနံပါတ်1ပိဋကဖြစ်ရတတ်တယ်နောက်တူဦးကြတော့စားကျွင်းတောက်ဖက်ယုံပွဲဘတ်နေကိုစားလို့တောက်လို့မကုန်တော့မှပေးလိုက်တယ်တခါယွန်စရာတွေကိုပေးတယ်ဘုန်းကြီးတို့ရုပ်ရှင်တွေထဲမှာဆိုတွေ့တယ်လေအဲလိုဆန်ဒဝစ်တွေပါတယ်ဟမ်ဘာဂါတွေပါတယ်တယောက်ကလာဝယ်တဲ့သူကိုရောင်းတဲ့သူကမကြိုက်တဲ့ခါကျတော့ပေးကနေအဲ့ဒီပေါင်မုံနှစ်ချက်ကြားတဲ့ကိုတွေးထွေးလိုက်တယ်ဆိုတာအဲ့ဒီရုပ်ရှင်တွေထဲမှာတွေ့နေတာဆိုတော့အဲ့လိုမျိုးပေါ့မမြတ်မလေးနှက်တွေးကိုပေးတတ်တဲ့သူထိုသည့်သူတို့အဲ့လိုမကောင်းတဲ့အစားအသောက်တွေကိုသူများတွေကိုပေးတယ်နောက်တခါသူများတွေကိုအစားအသောက်ပေးတဲ့အခါမှာလည်းအဲ့ဒီအစားအသောက်တွေကိုတတွေးနှက်တွေထွေးထက်ညှစ်ထက်အဲ့လိုပေးတဲ့သူတွေကပိဋကဘဝကိုရောက်တတ်တယ်ဆိုတော့ထိုသည့်သူတို့ဆိုးစွာရုပ်ဝါရေစာမဝမုံငလာလျက်တောင်းတမပြတ်သူ့အံဘတ်ကိုညစ်ပတ်ရုံမှာစားရစွာသာတင်ညာမြည်ရဝန်တာသာဟုပေတတမျိုးဒီတော့ယရနာ၃ပါးပေါ်မှာမယုံမသိလုပ်တယ်ဒီတော့တရားချုပ်ရင်းပြီးတော့နော်မတရားအနိုင်ကျင့်တဲ့ပုဂ္ဂိုလ်တွေနောက်တော့ကသူများကိုမစားချင်တာမတောက်ချင်တာပေးတယ်နောက်တော့ကအစားအသောက်ပေးတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီအစားအသောက်ထဲမှာနှက်တွေတတွေးတွေညှစ်ထည့်ပြီးတော့ထွေးထည့်ပြီးတော့ပေးတယ်အဲ့လိုပုဂ္ဂိုလ်တွေကနံပါတ်1ပိဋကအမျိုးအစားဖြစ်နိုင်တယ်နောက်နံပါတ်2ကုဏပါဒပိဋကအကောင်ပုဂ္ဂိုလ်စားတတ်သောပိဋကလိုဆိုးတတိလိုဆိုးတတိအမိုက်ကြီး၍မတီးမယာမအပ်စွာကို
အနာဒရပေးတတ်စွာကြောင့်မတီးမရာဆိုတာမအပ်မရာပေါ့လေအနာဒရဆိုတာမယိုမသိပေးတာကိုပြောတာနော်အနာဒရဆိုတာ respectfully မဖြစ်ဘူး and respect အဲ့လိုဖြစ်တာအနာဒရပေးတတ်စွာကြောင့်မုလစာရီရှားဖွေမမြင်မစင်မကျဲယုံပွဲဆက်စုပ်ကောင်ဘုတ်အသာဆိုးဝါယုံမှာဆင်းရဲစွာလျင်တွေ့ရစားရကုဏပါဟုပေတတမျိုးဒီတော့ဒီပိဋ္ဌာကတော့ဟိုဉာဏ်မရှိဘူးဉာဏ်မရှိတဲ့အခါကျတော့အပျော်လောက်တာပေါ့လေအပျော်လောက်တဲ့အတွက်ကြောင့်မလို့ဆိုကြပါစို့ဘုန်းကြီးတွေဆိုလို့ရှိရင်ဘီးလူမယ်နော်သီလရှင်တွေဆိုလို့ရှိရင်လည်းပဲဘီးလူမှာပေါ့လေအဲ့လိုသူများနဲ့မအပ်မဆက်အရာတွေကိုအဲ့လိုရည်စရာလုပ်ပြီးတော့မယိုမသေးလှူတယ်အဲ့ဒါမျိုးတွေပေါ့အဲ့ဒါဆိုလို့ရှိရင်အနာဒရလုပ်တယ်ခေါ်တယ်နောက်တော့ဘုန်းကြီးကဝက်သားမစားပါဘူးပြောမှာဝက်သားသွားလှူတယ်မဲသားမစားပါဘူးမဲသားလှူတယ်အဲ့ဒါမျိုးတွေပေါ့ဆိုတော့ဟိုပေးတာယိုသေးလို့ပေးတာမဟုတ်အဲ့လိုမထီလေးစားလုပ်ပြီးတော့ပေးတယ်အဲ့လိုပေးတဲ့သူတွေဟာအစာရည်စာမှုနော်နောက်ယွန်စရာတွေကိုစားရတောက်ရတတ်တဲ့ပိဋ္ဌာမျိုးဖြစ်တယ်နောက်နံပါတ်3ဂူထဂါတကဂူထဂါခါတကပိဋ္ဌာကျင်ကြီးကိုစားတော်ပိဋ္ဌာမြတ်နိုးမဲ့ညာသူတော်များကိုကျွဲနွားခွေးဝက်မစင်ဖက်၍အပြက်လဲမူစားစီသူတို့ဂူထဂါတကအမိယသာပေတတမျိုးသူတော်ကောင်းတွေကိုဒီမှာတော့စာထဲမှာတော့သူတော်ကောင်းပေါ့လေမှန်တော့ဘသူကိုမဆိုပေါ့အဲ့လိုကျွဲမစင်နွားမစင်ခွေးမစင်ဝက်မစင်လူမစင်အဲ့ဒါစားခိုင်းတယ်ဆိုလို့ရှိရင်အဲ့လိုအကုသိုလ်ကိုလုပ်ဖူးတဲ့သူတွေကဒီပိဋ္ဌာဘဝကိုရောက်မယ်ဆိုလို့ရှိရင်ဂူထဂါတကလို့ခေါ်တဲ့ဟိုအညစ်အကြေးကိုစားရတဲ့ပိဋ္ဌာမျိုးဖြစ်တတ်တယ်နောက်နံပါတ်4ပိဋ္ဌာအဂိဇာလမုခပိဋ္ဌာအဂိဆိုတာမီဇာလဆိုတာအလျံလည်းပြောမယ်နော်မုခဆိုတာပါဇက်ကနေပြီးတော့ဒီမီးအလျံနေထွက်တယ်အဲ့ဒါအဂိဇာလမုခပိဋ္ဌာလို့ခေါ်တယ်ခတွင်းကမီးထွက်စေတဲ့သောပိဋ္ဌာရှိန်ရှိန်ဆက်ပူကြိုက်ကြိုက်စုကိုပဥပစေအလီမဲ့မှုပြု၍ပြင်မာပြက်လိုအားဖြင့်တောက်စားစေခြင်းကံရင်းကြောင့်ခတွင်းမီလျံတောက်ပြန်ပွက်ပွက်ဖွာဖွာထွက်၍နှိပ်ဆက်ကြီးလာဒုက္ခတိုင်သည့်ခံမချိသာအဂိဇာလပေတတမျိုးဒါကဘုန်းကြီးတို့အကျဉ်းသားတွေကြားဘူးတာပေါ့လေလူတယောက်ကိုဖမ်းသွားသူတို့စစ်ဆေးရေးကိုရောက်တဲ့ခါကျတော့အဲ့ဒီလူကိုတကားတဲ့ဗဇာတဲ့ကို essay လောင်းထက်အဲ့လိုအကုသိုလ်ကံတွေကိုလှုပ်ပြီးတော့လူတက်ခဲ့တဲ့သူတွေဟာပိဋ္ဌာဘဝကိုရောက်တဲ့အခါမှာဒီလိုပဲကတွင်းကနေပြီးတော့မီးထွက်တဲ့ပိဋ္ဌာမျိုးဖြစ်တတ်ပါတယ်နောက်နံပါတ်5သူစီမုခပိဋ္ဌာကတွင်းအနဖာပေါင်းများလောက်သာရှိသောပိဋ္ဌာအဲ့ဒါသူစီမုခဆိုတာပါဠိလိုကပါဠိ dictionary ကိုသွားကြည့်လို့ရှိရင်သူစီမုခဆိုတာချင်းကိုပြောတာသူစီဆိုတာမုခဆိုတာမျက်နှာချင်းတွေကိုသေးသေးချာချာကြည့်ချင်းတွေနားနေတဲ့အခါမှာမှန်ဘလူးနဲ့သွားကြည့်သူတို့ရဲ့မျက်နှာမှာဒီခြုံနေတဲ့အက်ကလေးလိုနော်သွေးဆုပ်တဲ့ဟာလေးရှိတယ်ဒါကြောင့်မလို့ချင်းတွေကိုသူစီမုခလို့ခေါ်တယ်
မျက်နှာမှာအပ်ရှိတဲ့အကောင်ပေါ့လေအခုလည်းပဲဒီပိတ်တာလည်းအဲ့ဒီလိုပဲမျက်နှာမှာသူ့ပါးစပ်ကတီးတီးလေးအနှစ်ဖားပေါက်လေးပဲရှိတယ်ဆိုတော့အဲ့ဒါကိုသူစီမုကပိတ်တာလို့ခေါ်တယ်နော်ကောင်းကျိုးမသိလောဘကြီး၍မိမိလိုလှူကုသိုလ်၌ကိုယ်လည်းမလှူသူအလှူကိုမလှူစေခြင်းပိတ်ပင်တတ်ပြီးလူဒိဋ္ဌိတို့သူစီမုခအမိယသာအမြကတွင်ရေစာသွင်း၍အလင်းမရကြီးဒုက္ခနှင့်ပေတတမျိုးကိုယ်လည်းမလှူသူများလှူတာကိုလည်းမလှူနဲ့ဒီပုဂ္ဂိုလ်ကဘာဖြစ်တယ်ဒီအဖွဲ့အစည်းကဘာဖြစ်တယ်အဲ့လိုမျိုးစေနာပြအောင်ပိတ်ပင်တယ်တားဆီးတယ်ဆိုလို့ရှိရင်ဒါသူစီမှုကပိတ်တာမျိုးဖြစ်တတ်တယ်ဒါပေမဲ့တကယ်ဒါပေမဲ့ဟိုပါပေါ့နော်အစိတ်ပင်ကိုရေလောင်းတယ်လို့မျိုးဖြစ်တယ်ဆိုလို့ရှိရင်တော့အလူအဲ့ဒါမျိုးကိုတားတယ်ဆိုလို့ရှိရင်တော့ပြဿနာမဟုတ်ဘူးအခုကနီးလန်းတကြမဟုတ်ဘူးကိုကတွန့်တိုတယ်ပြီးတော့ကိုယ်တိုင်လည်းမလူငါလည်းမလူမင်းလည်းမလူနဲ့လူတာကုန်တာပဲပေါ့လေအဲ့ဒါမျိုးလောက်တတ်တဲ့ပုံကိုယ်တွေကိုပြောတာတချို့ဟာတွေကြားလို့ရှိရင်အလူပေးတဲ့ပုံကိုယ်တွေကလူတာတော့လူတယ်ဒါပေမဲ့လက်ခံတဲ့ပုံကိုယ်တွေကအဲ့ဒါကိုနီးလန်းတကြမသုံးဘူးအဲ့လိုနီးလန်းတကြမသုံးတဲ့အလူခံပုံကိုယ်တွေအလူခံတဲ့အဖွဲ့အစည်းတွေကိုဒီအဖွဲ့အစည်းတွေကတော့ဒီလိုရှိတယ်လှူမယ်ဆိုလို့ရှိရင်တော့စဉ်းစားအဲ့လိုမျိုးပြောတာကတော့အပြစ်လို့မဆိုပါဘူးเนาะအခုကိုကမလှူခြင်းကိုလည်းမလှူခြင်းဘူးသူများကိုလည်းမလှူစေခြင်းဘူးအဲ့လိုလူမျိုးတွေကဒါဒီလိုမျိုးဖြစ်တာနောက်နံပါတ်6တဏှတ်တိကပိတ်တာအစာငတ်ရေငတ်ခြင်းတဏှာဖြင့်အနှိမ့်ဆက်ခံရသောပိတ်တာဒီနေရာမှာတဏှာဆိုတဲ့ဥစ္စာကမွတ်သိပ်တာကိုပြောတာအစာမွတ်တယ်စားတယ်ပေါ့လေရေမွတ်တယ်ရေငတ်တယ်ပေါ့အမြဲတမ်းစားလောင်နေတယ်အမြဲတမ်းရေငတ်နေတယ်အဲ့ဒီလိုစားတာနဲ့ရေစားတာနဲ့အစာစားတာနဲ့အမြဲတမ်းခံစားနေရတဲ့ပိတ်တာမျိုးကျင့်ဆိုးမိုက်တံမိစ္ဆာဉဏ်ဖြင့်ရေကန်ရေတွင်ဖြက်စီးခြင်းကြောင့်ပြင်းပြမပြတ်စာရီမို့သာတဏှတ်ဒီကပေတတမျိုးသူများတွေကတရားဝါတွေသုံးကြပါစေတောက်ကြပါစေချိုးကြပါစေရေတွင်းတွေတူးပေးတယ်ရေကန်တွေတူးပေးတယ်နောက်ဘုန်းကြီးတို့မြန်မာပြည်မှာဆိုလို့ရှိရင်တော့တောက်ရေအိုးစင်လေးတွေဒီသစ်ပင်အောက်မှာထားပေးတယ်တော့ရေကန်ဆိုလို့ရှိရင်လည်းအဲ့ဒီရေကန်တွေကိုလူအများသုံးတဲ့တောက်တဲ့ရေကန်တွေကိုငှက်အကောင်ပုတ်တွေခွေးသေးကောင်ပုတ်တွေပြစ်ချတယ်ဆိုတော့ကြံတဲ့လူတွေကသုံးဖို့ကမရဲတော့ဘူးရေတွင်းထဲဆိုလို့ရှိရင်လည်းအဲ့လိုအညစ်အကြေးတွေပြစ်ချတယ်ဆိုတော့ရေတွင်းရေကန်တွေကသုံးလို့မကောင်းတော့ဘူးနောက်မြန်မာပြည်မှာဆိုလို့ရှိရင်လည်းအဲ့လိုတောက်ရီအိုးစင်လေးတွေထားပေးတယ်တောက်ရီအိုးစင်စတိခွက်လေးတွေကိုခိုးသွားတယ်နောက်တချို့လူတွေဆိုလို့ရှိရင်အဲ့ဒီတောက်ရီအိုးစင်မှာခြေတော့ဆေးတယ်ဆိုတော့အဲ့လိုမျိုးအကုသိုလ်တွေသူများကုသိုလ်ကောင်းမှုရည်တွင်းရေကန်ရေအိုးစင်တည်ထားတာတွေကိုဖျက်ဆီးတဲ့ပုံကိုယ်တွေအကုသိုလ်တွေကြောင့်နော်ဒီပိတ်တာမျိုးဖြစ်ပြီဆိုလို့ရှိရင်ဒီအစာငတ်ရေငတ်တဲ့တဏှတ်ဒီကပိတ်တာမျိုးဖြစ်နိုင်ပါတယ်
နောက်နံပါတ်9သူနေဇာမကပိတ္တာမီးလောင်ငုံနှင့်တူသောပိတ္တာမီးသရဲပိတ္တာဘေးဘိုးရွယ်နီးတက်ကြီးလူသူတို့ကိုလည်းမယိုမသေးမထီလေးစားမိုက်အားမှန်သည်မယမ်းပြီးပဲမခန့်မကြီးမခန့်ကန့်လန့်ထော်လော်ကြားမလျော်အောင်မူးမော်မတက်ရစ်နံ့ဖီနာချီနာချင်နာခစကားချော်ပြက်နှုတ်သွမ်းသွဲနှင့်ပြက်ဤပြက်ရဲ့ဆိုပြက်ပြဲလျက်ချုပ်ချယ်စော်ကားပြုသူများတို့အလားမလှအပယ်ကြ၍ယမလောကီဒုက္ကတိ၌မျက်စိမျက်နာအင်္ဂါဆိုးရုပ်မီးကျုပ်ကျုပ်နှင့်သင့်ငုတ်မီးလောင်တူရောင်တရှိကြောက်ပွဲရှိသာသူနိဇာမကပေတတမျိုးဆိုတော့သူနိဇာမကဆိုတာကဇာမကဆိုတာဒီမီးလောင်ငုတ်နော်မီးလောင်ငုတ်နဲ့တူတယ်ပိတ်တာမီးသေးရဲ့ပိတ်တာဘာကြောင့်မီးလောင်ငုံနဲ့တူတဲ့ပိတ်တာလဲမီးသေးရဲ့နဲ့တူတဲ့ပိတ်တာလဲအသက်ကြီးတဲ့လူတွေကိုမယိုမသေးလှုပ်တယ်ဟိုဇက်တော်တစ်ခုထဲမှာဆိုလို့ရှိရင်ဘယင်တစ်ပါးကဘယင်တစ်ယောက်ကသူကပျော်တတ်တယ်ဘလို့ပျော်တတ်လဲဆိုတော့အဲ့ဒီအသက်ကြီးတဲ့သူတွေခါလီကုန်းကုန်းနဲ့တောင်ဝေးနဲ့လမ်းလျှောက်နေရတဲ့သူတွေအဲဒီချီတလန်းတလန်းသွားဖို့အတွက်ကိုမနဲ့သယ်နေရတဲ့သူတွေအဲ့ဒါဒီအဲ့လိုအသက်ကြီးတဲ့လူတွေလူကြီးလူအိုတွေကိုနန်းတော်ထဲကိုခေါ်တယ်ခေါ်ပြီးတော့တခါအဲ့ဒီလူတွေကိုဂျုံထိုးခိုင်းတယ်နောက်တခါထုတ်စီထိုးခိုင်းတယ်အဲ့လိုအသက်ကြီးတဲ့လူတွေမလုံနိုင်တဲ့အလုပ်ကိုသူကဘရင်အာဏာနဲ့ခိုင်းတာပေါ့လေဆိုတော့အဲ့ဒါကိုအဖိုးအရွယ်လောက်ကိုရဲ့အဘေးအရွယ်လောက်ရှိတဲ့လူသက်ကြီးရွယ်အိုတွေကိုမထီလေးစားလုပ်တယ်ရည်စရာလုပ်တယ်ဟာသလုပ်တယ်နော်ကာယကံနဲ့ပဲဖြစ်ဖြစ်ဝစီကံနဲ့ပဲဖြစ်ဖြစ်အဲ့လိုစော်ကားမော်ကားပြောတယ်အဲ့လိုမျိုးပုံကိုယ်တွေကအဲ့ဒီအာကုသိုလ်ကြောင့်ပဲပိတ်တာဖြစ်ပြီဆိုလို့ရှိရင်မျက်စိမျက်နာအဲ့ဒါတွေကမဲကျုပ်နေတယ်တင့်ငုတ်ကိုမီးလောင်ထားသလိုပဲဥပရိယုတ်ရှိတယ်ဆိုတော့အဲ့ဒါမီးလောင်ကုန်နဲ့တူသောပိတ်တာလို့ဖြစ်တယ်နောက်နံပါတ်8သတ္ထင်ကပိတ်တာလက်နဲ့နှင့်တူသောခြေလက်အင်္ဂါရှိသောပိတ်တာကာမရာဂကိလေသာကြောင့်အဓမ္မပြုမှုဒိန်မှုဖြင့်သူ့ကိုလိန်လစ်ကုတ်ချစ်ချိုးဖက်အနိုင်ရွက်လျက်ဘယ်ဘက်မတူကျင့်တတ်သူတို့ညှဉ်းညူးမရှိခံရပြီးသာမိမိသွေးသာမိမိစား၍ကြီးမာဒုက္ခတတ်ထင်ကားဟုပေတတမျိုးဒါကနံပါတ်1မဒိန်မှုကျိုးလွန်တတ်တဲ့အကုသိုလ်တွေအကုသိုလ်ကိုလုပ်သူတွေနောက်တော့ကသူများတွေကိုအဲ့လိုလယ်ဘင်းကိုလိန်ပြီးတော့တတ်တယ်နော်ခြေထောက်ကိုလိန်ပြီးတော့တတ်တယ်ဂုတ်ချိုးပြီးတော့တတ်တယ်အဲ့လိုအကုသိုလ်တွေကိုလုပ်တဲ့ပုံကိုယ်တွေပေါ့လေကြက်ကလေးတွေငှက်ကလေးတွေဆိုလို့ရှိရင်လည်းလယ်ချိုးပြီးတော့တတ်တယ်ခြေထောက်လိန်ပြီးတော့တတ်တယ်ဒါမျိုးတွေပေါ့လေအဲ့ဒါမျိုးဆိုလို့ရှိရင်ဒီအဲ့ဒီအကုသိုလ်တွေလှုပ်ထားတဲ့ပုံကိုယ်တွေကပိဋကဘဝရောက်ပြီဆိုရင်ကိုယ်သွေးသားကိုစားရတယ်နော်ဗိုက်စားပြီဆိုလို့ရှိရင်ကိုယ်ပေါင်ကိုလှီးစားရမယ်ဒါမျိုးနောက်ရေစားပြီဆိုလို့ရှိရင်လည်းကိုယ်သွေးကိုတောက်ရတဲ့ပိဋကမျိုးတတ်ထင်ကပိဋကမျိုးဖြစ်ပါတယ်နောက်နံပါတ်9ပပ္ပဒင်ကပိဋကတောင်မြလောက်ကိုအင်္ဂါရှိသောပိဋကသူကိုးွယ်မှတ်ပြတ်သက်ကြောင်းသိမ့်နေအိမ်စဉ်ကြံသူ့အယံကိုသွားအံခဲကြိတ်မရှုစိတ်ပဲမျက်စိတ်ညူစုအိတ်သာထူလျက်မဖြူတရံမကောင်းကြံဖြင့်
မီးလျံရှို့တိုက်ထိုးသူမိုက်တို့ကို၌လောင်ကြီးမီးတောင်ကြီးတို့ပျက်စီးညိုညင်ခံရကျင်သည်ပတ်ပဒင်ကပေတတစ်မျိုးဒီပိဋ္ဌာကတော့ပတ်ပဒင်ကဆိုတာပပဒအင်္ဂါလို့ခေါ်တယ်နော်သူ့ရဲ့ခန္ဓာကိုယ်ကြီးတွေကဒါလည်းတောင်းလောက်ရှိတယ်အဲ့ဒါဘာကြောင့်အဲ့လိုမျိုးဖြစ်တယ်ဆိုရင်သူများဆောက်ထားတဲ့ပြတ်သက်တွေကျောင်းတွေတိမ်တွေဒါဘာသာရေးဆောက်အဦတွေပေါ့လေနောက်တခါသူများနေတဲ့အိမ်တွေအဲ့ဒါကိုကျောင်းတွေတိမ်တွေဖြစ်နေတာလည်းသူကမကြည့်ချင်ဘူးသူများတွေအိမ်နဲ့နေတာလည်းမကြည့်ချင်ဘူးကြည့်ချင်တဲ့အခါကျတော့မနာလိုဘူးပေါ့လေနာလိုတဲ့အတွက်ကြောင့်မလို့မကောင်းကြံပြီးတော့မီးလျံရှို့တိုက်မီးလျံရှို့တိုက်အဲဒီမှာတချို့ကမီးရှို့တယ်လို့သုံးတယ်တချို့ကမီးတိုက်တယ်လို့သုံးတယ်အဲ့ဒါမီးလျံရှို့တိုက်မီးရှို့ပြတယ်သူများရဲ့ဘာသာရေးကျောင်းတွေကိုမီးရှို့တယ်နော်အိမ်တွေကိုမီးရှို့တယ်အခုလင်းပြန်တဲ့ဘုံကျဲတယ်ဆိုရင်အဲ့ဒီအကုသိုလ်တွေရတယ်ဒီထဲမှာပါရင်ပါမှာပေါ့လေနော်ဆိုတော့ဒီမှာကျောင်းတွေလည်းပါတာဖះကျောင်းလည်းပါတယ်ဗလီလည်းပါတယ်ဘုန်းကြီးကျောင်းလည်းပါတယ်အဲနောက်လူနေအိမ်ရွာတွေလည်းပါတယ်ဆိုတော့အဲ့ဒါဒီစာနဲ့တော့တော်တော်နီးစပ်တယ်မီလျံရှို့တိုက်ထိုးသူမိုက်တို့ကို၌လောင်ကြီးမိတောင်ကြီးတို့ပျက်စီးညိုညင်ခံရကျင်သည်ပပဒင်ကပေတတစ်မျိုးအဲ့လိုသူများရဲ့ဘာသာရေးစာအုပ်တွေအိမ်တွေဒီလိုဖြစ်နေတာကိုမနာလိုတဲ့အတွက်ကြောင့်မလို့မီးရှို့ပြီးတော့ဖျက်ဆီးတဲ့သူတွေဟာပိဋကဘဝကိုရောက်ပြီဆိုရင်ဒီကိုယ်လုံးမီးလောင်သလိုပဲမီးတောင်ကြီးကကိုယ်ခန္ဓာကိုယ်ထဲမှာရှိနေသလိုပဲအဲ့လိုမျိုးဖြစ်နေတဲ့ပတ်ပဒင်ကပိဋ္ဌာမျိုးဖြစ်ပါတယ်နောက်နံပါတ်30ပြောလိုက်ပါဦးမယ်အဇဂရင်ကပိဋ္ဌာဇပကြီးမွေနှင့်တူသောကိုယ်အင်္ဂါရှိသောပိဋ္ဌာဆိုးဆိုးဝါဝါမွေကြားရုပ်ရောင်သူကြောက်အောင်လျင်ဟန်ဆောင်ပြစ်မှား6သူများတို့ရှေလျားကာလကြီးအေရနှင့်ညကိုမိခဲနေ့ဆင်းရဲဖြင့်အမြဲဒုက္ခခံရမပြီးစဘာကြီးသမင်ကြားသွင်အလားကိုကားမပါခေါင်းသာလုံးလုံးအသားတော်များဖြစ်ကုန်ရတာအဇဂရင်ကပိဋ္ဌာတစ်မျိုးဒီတော့စပကြီးမွေလိုပဲတခါတည်းအသားတော်ကြီးနောက်ကြားပုံစံလည်းဖြစ်တယ်ကြားဆိုတာခေါင်းကကြားဖြစ်မှာပေါ့လေခေါင်းကကြားအဲ့လိုမျိုးကိုယ်လုံးကစပကြီးအဲ့ဒါကိုအဇဂရင်ကလို့ခေါ်တယ်။ဒါကြောင့်ဒီလိုမျိုးခေါင်းကကြားကိုယ်လုံးကစပကြီးမွေနဲ့တူတဲ့ပိဋ္ဌာမျိုးဖြစ်လေ။သူများတွေကိုမွေအတုမွေရုပ်နဲ့ခြောက်တယ်။ကြားရုပ်နဲ့ခြောက်တယ်။သူများတွေကိုခြောက်တာပေါ့လေ။အခု Facebook တွေမှာတွေ့ပါလိမ့်မယ်။နော်။တခါတည်းကြားအယုတ်ကိုခွေးလေးတကောင်ကအိတ်နေတယ်အဲ့ဒီခွေးလေးအိတ်နေတဲ့နားမှာတယောက်ကလူတယောက်ကအဲ့ဒီကြားအယုတ်ကိုသွားပြီးတော့ချတာတယ်ခွေးလေးကနိုးလာတဲ့ခါကျတော့သူ့အနားမှာကြားရောက်နေတယ်ဆိုပြီးတော့ကြောက်ပြီးတော့អော်ပြီးတော့ပြေးတယ်အဲ့လိုသူများတွေကိုကြောက်အောင်မွေရုပ်တွေနဲ့ခြောက်တယ်ကြားရုပ်တွေနဲ့ခြောက်တယ်နောက်တော့ကခုဆိုလို့ရှိရင်အယုတ်အမျိုးမျိုးတွေနဲ့ခြောက်တယ်ပေါ့လေအဲ့ဒီလိုသူများတွေကိုမကြောက်ကြအောင်ခြောက်တတ်တဲ့သူအဲ့လိုလူမျိုးတွေကညဘက်ကြလို့ရှိရင်မိခဲလို့ပူတယ်နေ့ဘက်ကြလို့ရှိရင်လည်းဆင်းရဲတယ်နေလို့ထိုင်လို့မရဘူးတခါတည်းခန္ဓာကိုယ်ကလည်းပဲအရှိကြီးအသားတုံးတွေနဲ့နောက်တစ်ခါခေါင်းကလည်းပဲအဲ့လိုကြားရုပ်အဲ့လိုဖြစ်တဲ့ပိဋ္ဌာအဇဂရင်ကပိဋ္ဌာမျိုးဖြစ်တယ်ဒါကြောင့်မလို့ပျော်ခြင်းပါခြင်းလို့သူများကိုခြောက်တယ်ဆိုတဲ့သူတွေလည်း
ဒါသတိထားမယ်ပေါ့လေအဲ့တော့ဟာအပျော်တက်တက်ပဲဆိုပြီးတော့ဒါဘာမှတတ်တာလည်းမဟုတ်ဘူးခိုးတာလည်းမဟုတ်ဘူးအဲ့လိုမျိုးဟိုစတာတက်တက်ပဲအဲ့ဒီစတာ6တာကလည်းဒီမှာပိတ်တာဖြစ်လို့ရှိရင်မလွယ်ဘူးနောက်နံပါတ်17ဝေမာနိကပိတ်တာဘုံဗိမာန်၌ဖြစ်သောပိတ်တာမြတ်နိုးကုသော ပြုကြည်ညိုလျက်လင်းကိုကြော်ကျူးမိစ္ဆာကျူးသာညညူးစာရီအလိစီတိဒုတ်တိမိမ့်မပါပိကာနှင့်ပရဒါရကာမလိုလားအိမ်ပြစ်မှားသည့်ယောက်ျားတစုထိုရောယူတို့ကောင်းမှုနိတံဘုံဗိမာန်ဝဲမျိုးသမီးတွေမျိုးသားတွေအိမ်တောင်ရှင်မျိုးသားတွေမျိုးသမီးတွေပေါ့လေမျိုးသမီးဆိုလို့ရှိရင်လည်းပဲကာမိတုမိစ္ဆာစာရသိက္ခာပုဒ်ကိုဖောက်ပြတယ်အမျိုးသားဆိုလို့ရှိရင်လည်းဒီလိုသူတစ်ပါးရဲ့သားမယားတွေကိုပြစ်မှားတယ်အဲ့လိုအမျိုးသားအမျိုးသမီးတွေဟာတစ်ဖက်မှာလည်းပဲဘာသာရေးသဘောအရသူတို့ကကုသိုလ်ကောင်းမှုတွေလည်းရှိတယ်နော်တစ်ဖက်မှာအဲ့လိုကုသိုလ်ကောင်းမှုတွေလည်းပြုတယ်တစ်ဖက်မှာအဲ့လိုအိမ်တော်ရှိတဲ့အမျိုးသမီးကလည်းကာမိတုမိစ္ဆာစာရသိက္ခာပုဒ်ကိုဖောက်ပြတယ်အိမ်တော်ရှိတဲ့အမျိုးသားကလည်းပဲကာမိတုမိစ္ဆာစာရကိုဖောက်ပြတယ်ဆိုတော့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေကကောင်းမှုနိတံဘုံဗိမာန်ဝဲနဟံတပဲစံလခွဲနှင့်သေတဲ့အခါကျတော့ပိဋ္ဌာသွားဖြစ်တယ်ပိဋ္ဌာသွားဖြစ်တယ်ဆိုရင်လူဘဝတုန်းကပြုခဲ့တဲ့ကုသိုလ်ကောင်းမှုအကျိုးဆက်ကြောင့်ဘုံဗိမာန်နဲ့နေရတတ်တယ်နတ်သားနတ်သမီးလိုဥပရိယုတ်ကိုလည်းပိုင်ဆိုင်ရတယ်အဲ့လိုမျိုးကတလခွဲနေရတယ်ကောင်းကောင်းမွန်မွန်နဲ့ဘုံဗိမာန်နဲ့နတ်တည်းရဲ့အစာအသောက်နဲ့နတ်တည်းရဲ့စီစိန်နဲ့အဲ့ဒါမျိုးက15ရက်နေရမယ်ဒါကကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့အကျိုးဆက်မိုင်မဲကျင့်ကြံမကောင်းကံဖြင့်ယုံနံဖောက်လွဲတရံလွဲလျက်လာခွဲနိရယငရဲကြ၍နောက်အဲ့လိုကာမိတုမိစ္ဆာစာရသိက္ခာပုဒ်ဒီကျူးလွန်ခဲ့တဲ့အကုသိုလ်ကံကြောင့်နောက်15ရက်ကြာတော့ငရဲကြတယ်ဒုက္ခဒုက္ခရောရှက်စွာလျင်ဝေမာနိကအမိယသာပေတတမျိုးဆိုတော့အဲ့လိုပိတ်တာတော့ပိတ်တာပဲဒါပေမဲ့အိမ်နဲ့ယာနဲ့ပိတ်တာပေါ့လေဆိုတော့တလမှာ15ရက်ကတကားတဲ့ချမ်းချမ်းသာသာနေရတယ်နောက်15ရက်ကအဲ့လိုငရဲခံရတယ်အဲ့လိုပိတ်တာမျိုးလေးရှိတယ်နောက်နံပါတ်12မဟိတိကပိတ်တာတကိုးကြီးမားသောပိတ်တာစိုးရအာနာဥစ္စာခန္ဓာပြည့်စုံအားကြောင့်ကြီးမားကြောင်းကံဗိမာန်အယံရွှေမွန်ကြံ၍ကိုယ်ကပြည့်အာနာလည်းရှိတယ်ဥစ္စာလည်းရှိတယ်အဲ့ဒီအတွက်ကြောင့်မလို့နော်ကြောင်းကံဖရာတွေကိုတိဆောက်တယ်နော်နောက်တော့ကရွှေတော်မှဟိုဟာလှုပ်လိုက်သေးတယ်လိမ့်လိုက်သေးတယ်ရွှေဇင်းကြံတင်းကုတ်ဆောက်လုံမယုတ်ဥပုဒ်ဓမ္မအိမ်ကျောင်းသိမ်ငါစာကုသလကိုပြုကြတုံလျက်ကိုလည်းမဖြောက်မဆောက်နှုတ်ရှာတသက်လျာဝဲပညာမဲ့ထမောဟန္တာကြောင့်ဒီလိုဆိုလိုတဲ့သဘောကအဲ့လိုကိုကစီးစိမ်နေအာနာတွေရှိတဲ့အတွက်ကြောင့်မလို့ကျောင်းကြီးကံကြီးတွေစောက်တယ်တိမ်တွေစောက်တယ်ဓမ္မယုံတွေစောက်တယ်ကုသိုလ်ကောင်းမှုတွေအများကြီးလုပ်တယ်ပေါ့လေအဲ့ဒီမဲ့တစ်ဖက်မှာလည်းပဲဟာငါကကျောင်းတကာကြီးပဲတိမ်တကာကြီးပဲနော်ဓမ္မယုံတကာကြီးပဲနော်ဇင့်ကြံတကာကြီးပဲဘာတကာကြီးပဲညာတကာကြီးပဲဆိုပြီးတော့မောဟန္တာကြောင့်ပညာမဲ့ထမောဟန္တာကြောင့်မောဟအားကြီးတယ်တန်ခိကဖြစ်ပြီးကြောင်းသိသည်နဲ့ကြောင်းမိကြောင်းရည်တန်ခမြေကိုမထီလေးစားကိုပိုင်လားသို့သုံးစားတတ်စွာလူတကာကပိတ်တာတို့ထဲအဲ့လိုငါအကြောင်းတကာကြီးပဲပြီးတော့ငါလူထားတဲ့ကြောင်းပဲကွာအဲ့တော့ငါကြောင်းထဲမှာ
ဝါးတွေရှိတယ်အဲ့ဒီဝါးတွေကိုငါခုတ်သုံးမယ်ကွာတရက်ပင်နေပိန်းနေပင်နေရှိတယ်အဲ့ဒါငါကြောင်းတကာကြီးကွာငါခုတ်ပြီးတော့ငါစားမယ်ကွာရောင်းမယ်ကွာအဲ့ဒါမျိုးတွေပေါ့အဲ့လိုမျိုးလောက်တယ်ဆိုလို့ရှိရင်နော်ကိုကလှူထားတော့လှူထားပြီလှူထားပြီမဲ့အဲ့ဒီဥစ္စာကငါလှူထားတဲ့ကြောင်းပဲဆိုတော့အဲ့ဒီလိုအလွဲအမှားစိတ်နဲ့ကိုယ်ပိုင်လူပဲသုံးတယ်လှုပ်တယ်စားတယ်ဆိုရင်တဲ့လူတကာကပိတ်တာတို့တဲ့ပြိုးပြက်အယောင်ဘုံဆောင်ချွေရန်ပတ်ချံဝန်းလျာပြည့်စုံညာလျက်ဆိုတော့တီလို့ပိတ်တာဘဝကိုရောက်တဲ့ခါကြလို့ရှိရင်သူကကြောင်းနေပါလေလှူထားတယ်ကုသိုလ်ကောင်းမှုတွေအများကြီးရှိတဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်ကပြိုးပြိုးပြက်ပြက်အယောင်ထွက်တယ်ပတ်ချံဝန်းလျာပြည့်စုံညာလျက်မစားရတဲ့အာမဆုပ်ပဲငတ်မွတ်စာရီခံနေရပြီနော်ရွှေကြောင်းပြောင်ဝမ်းခေါင်ဆိုတာဒါမျိုးပေါ့လေဆိုတော့အဲ့လိုကြောင်းနေကန်နေလှူထားဖို့တယ်ဒါပေမဲ့အဲ့ဒီကြောင်းထဲမှာရှိတဲ့ဥစ္စာတွေကိုကိုယ်ဟာလူပဲကိုယ်သဘောထားကိုယ်ပစ္စည်းလိုသဘောထားပြီးတော့သုံးတယ်စားတယ်သုံးဆွဲတယ်ဆိုရင်အဲ့ဒါနောက်ဘဝကြာရင်လည်းပဲကြောင်းလှူမှုတဲ့ကုသိုလ်ကြောင့်ဘုံအဆောင်တွေအချွေရန်တွေဒါတွေပြည့်စုံတယ်ဒါပေမဲ့လို့ငတ်မွတ်နေရတတ်တယ်အဲ့ဒီလိုပိတ်တာမျိုးကခံနေရပြီတကူရှိသည်မဟိတိကဤသို့စတာသူ့ကိုမဟိတိကပိတ်တာလို့ခေါ်ပါတယ်ပေတလုံးစုံပိတ်တာဘုံ၌ရေတုံမပြီးအသီးသီးသည်ဘုံကြီးမြတ်မောဟောညွန်ကံပတ်အာနတ်မှန်ကန်ဂန်ထံကျမ်းပြဖွေကြသည်ဒါကျမ်းအဖုံဖုံမှာအဲ့လိုမြတ်စွာဘုရားဟောကြားခဲ့တဲ့ပိဋကအမျိုးအစားတွေကိုနော်ဒီလိုသာထုတ်ပြီးတော့ပြရမယ်ဆိုလို့ရှိရင်ပြလို့မကုန်ပါဘူးတဲ့အခုဒါကတော့တကူးတကနဲ့ရှာဖွေပြီးတော့ပြလိုက်ခြင်းဖြစ်ပါတယ်ဒီအခုဆိုလိုတဲ့သဘောကဘုန်းကြီးတို့ကတော့ပဋိသန္ဓေ၄မျိုးအကြောင်းကိုပြောတော့ကပိဋ္ဌာတစ်မျိုးပြခဲ့တယ်အဲ့ဒါဘာပိဋ္ဌာလဲဆိုတော့နေဇာမတဏှိကပိဋ္ဌာဆိုတာအဲ့ဒီနေဇာမတဏှိကပိဋ္ဌာဆိုတာကမီနေဇာမတဏှိကပိဋ္ဌာလို့ခေါ်တယ်မီးတရေပိဋ္ဌာမျိုးကတဲ့သူကဂဗ္ဗတေယကပရိသေရီမယူနိုင်ဘူးအခုဒီမှာဆိုလို့ရှိရင်နံပါတ်9နေဇာမတဏှိကပိဋ္ဌာအဲ့တော့ဒီမှာဆိုလို့ရှိရင်နံပါတ်9ပိဋ္ဌာမျိုးပေါ့လေအဲ့ဒီနံပါတ်9ပိဋ္ဌာမျိုးကနေဇာမတဏှိကပိဋ္ဌာမီးတရေပိဋ္ဌာနော်အဲ့ဒီမီးတရေပိဋ္ဌာမျိုးကသူကအမြဲတမ်းမီးလောင်နေတဲ့အတွက်ကြောင့်မလို့ကာမဂုဏ်ခံစားတဲ့အခွင့်အရေးသူ့မှာမရှိဘူးကာမဂုဏ်ခံစားတဲ့အခွင့်အရေးမရှိတဲ့အတွက်ကြောင့်မလို့ဒီမီးတရေပိဋ္ဌာမျိုးကြာလို့ရှိရင်နော်သူကတန်သေးတစားရင်လည်းဖြစ်ရင်ဖြစ်မယ်နော်ဒါမှမဟုတ်ဩပပါတိကရင်လည်းဖြစ်ရင်ဖြစ်မယ်သို့တော့သူကဂဗ္ဗတေယကအမိဝမ်းတွင်မှာမဖြစ်နိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့မီးသေးရဲ့ပိဋ္ဌာနှစ်ကောင်ကဒီကာမဂုဏ်ကိစ္စတွေကိုမခံစားနိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့ခန္ဓာကိုယ်ကအမြဲတမ်းပူလောင်နေတယ်။ပူလောင်နေတဲ့အတွက်ကြောင့်မလို့ဒီကာမဂုဏ်ခံစားဖို့သူတို့မှာမစဉ်းစားနိုင်ဘူး။ဒါကြောင့်မလို့ဒီမီးသေးရဲ့ပိဋ္ဌာမျိုးကတော့ဥပပတ်ပရိသေဘွားကနေပေါ်တဲ့ပရိသေတစ်မျိုးပဲရပါတယ်တဲ့နော်ကျန်တဲ့ဒီလိုအမေနဲ့အဖေနဲ့ပေါင်းဆက်ပြီးတော့မှရတဲ့မွေးတဲ့ပိဋ္ဌာမျိုးမဖြစ်နိုင်ပါဘူးတဲ့ကျန်တဲ့ဒီဝေမာနိကပိဋ္ဌာတို့ဘာလို့နံပါတ်17ပိဋ္ဌာတို့ဆိုလို့ရှိရင်သူတို့က
ဝိမာနဝတ္ထုတွေပါတယ်မှာဆိုလို့ရှိရင်ဒီလိုပဲတစ်ဖက်ကလည်းကုသိုလ်လုပ်တယ်တစ်ဖက်ကလည်းပဲအဲ့ဒီကာမဂုဏ်တွေကမှားတယ်ပေါ့လေသူတို့တည်တဲ့အခါမှာဝိမာနိကပိတ်တာသွားဖြစ်တယ်ဝိမာနိကသွားဖြစ်တဲ့ပိတ်တာသွားဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီပိတ်တာအထီးကဒီလူဘဝတုန်းကပေါင်းခဲ့တဲ့မိမကိုတခါတည်းခိုးပြီးတော့လာပေါင်းတယ်ဆိုတဲ့ဇလန်းတွေဒီဝိမာနဝတ္ထုမှာရှိတယ်ဒီမှာဆိုလိုတာကတော့ပိတ်တာအသီးသီးဟာသူ့အာကုသိုလ်နဲ့သူအကျိုးပေးနေသူဒီလိုမျိုးမကောင်းတဲ့ဝတ်ကြွေးတွေကိုအာကုသိုလ်ကြိုးတွေကိုခံစားနေရတယ်ခံစားနေရတဲ့အခါမှာနေဇာမတဏိကာဆိုတဲ့ပိတ်တာကတော့နော်ဘွားကနေပေါ်တဲ့ပဋိသန္ဓေတစ်မျိုးပဲရတယ်ကျန်တဲ့ဒီတန်တေတစားပဋိသန္ဓေရဖို့ခဲရင်တယ်နောက်တော့ကဒီကာမဂုဏ်အမေနဲ့အဖေနဲ့ကာမဂုဏ်ကြောင့်ရတဲ့ပဋိသန္ဓေမျိုးလည်းပဲဖြစ်ခဲ့တယ်လို့ဒီမှာဆိုလိုရင်းဖြစ်ပါတယ်ဒီမြတ်သောဓမ္မကရာဒေသနာအစဉ်ဖြင့်ဒီပိဋ္ဌာအကြောင်းတွေကိုနာကြားပြီးတကားလားမကောင်းတဲ့အကုသိုလ်တွေကိုစင်ကြင်ရှောင်ကျင်နိုင်ကြပါစေကုန်သတည်းသာဓုသာဓု